မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Luna Entertainment Channel ကနေအောက်တိုဘာ19ရက်နေ့အတွက်နောက်ဆုံးရအနုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။စက်တစီရီနောက်ဆက်လွန်လို့ကျောင်းမှာပိတ်လိုက်ရတဲ့ Time City ကဖြစ်ရမှသတင်းဟေဝီယာမေကိုကြောက်လို့ Bright to be ပွဲမှာနောက်ဘောရထားကိုရှောင်းလို့တော့မဖိတ်ရတော့တဲ့စိုးပြည့်သစင်းသတင်းငလင်းနဲ့ပတ်သက်ပြီးပြာများနေတဲ့ပြည်သူတွေကိုအသိဝင်အောင်စကားကြီးတစ်ခုနဲ့အပြတ်ပြောလိုက်တဲ့တထေးကြီးစီတရားသတင်းထိုင်းမှာဘီလီယံချီတဲ့အိမ်တွေပိုင်ဆိုင်ထားတဲ့မြန်မာနုပညာရှင်၄ယောက်တဲ့နာမည်ကြီးနုပညာရှင်တွေရဲ့ဝိညာဉ်မှုနဲ့အတူ MGI 2025တရဖူစုကြီးရယူဖို့အနည်းဆက်ဆုံးဖြစ်နေတဲ့အလှမေချီကီဆိုဖီယာတဲ့နဲ့အန်အောင်ဆရာအကောင်းဆုံးတဲ့တစ်ပုဒ်ကတော့ပွဲစားရဲ့ကောင်းမှုကြောင့်အကျွေးနဲ့ထိုင်းတက်လာတဲ့မြန်မာလူသားရနဲ့ချင်းအပန်းခံရတဲ့တဲ့မဲ့ဖြစ်ပါတယ်ရှင်။ချက်တစီရီနောက်ဆက်လို့ကျောင်းမှာပိတ်လည်ရတဲ့ Time City ကဖြစ်ရမှန်းလက်ရှိ online ပေါ်မှာပရာလောကသားတွေနှောက်ယှက်တာကြောင့်ကျောင်းမှာပိတ်လိုက်ရတဲ့နာမည်ကြီးစင်တာတစ်ခုကဖြစ်ရဟာတော်တော်လေးနာမည်ကြီးနေပါတယ်။ဒီကျောင်းကိုကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ founder ဆရာမကြီးကပြန်လည်မျှဝေခဲ့တာဖြစ်ပြီးကြောချမ်းမှုကောင်းတဲ့ကိစ္စတွေအများကြီးကိုရေးသားခဲ့တာပါ။ဆရာမကြီးရဲ့ပြောပြချက်အရရန်ကုန်မြို့ရဲ့နာမည်ကြီးစောင့်ုံကြီးဖြစ်တာကြောင့်အဲ့ဒီနေရာမှာပညာရေးကျောင်းတစ်ခုဖွင့်မှုဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်တိမ်မောင်ရချီကိုကုန်ကြခံပြီးအခန်းငှားတာတွေဝန်ထမ်းချမှတ်တာတွေလုပ်ခဲ့ပေမဲ့လေလူတစ်ခုလုံးကိုဦးသေးပြောင်းပြန်လန်းသွားစေနိုင်တဲ့ခြောက်လက်မှုတွေဖြစ်ခဲ့တာကြောင့်ကျောင်းမှာပိတ်ပြီးပြေးခဲ့ရတယ်လို့ဆိုပါတယ်။အဆိုပါခြောက်လက်မှုတွေထဲမှာကလေးတွေကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ပရာလောကသားတွေရဲ့ညံ့ညံ့နဲ့တွေအယောင်ဆောင်မှုတွေပါဝင်ပြီးတရေတွေကဝန်ထမ်းဆရာဆရာမတွေလိုလူယောင်ဆောင်ပြီးတွာလာနေတယ်လို့ကြားသိရပါတယ်။ဒါအပြင်ခွင့်ယူလို့မလာတဲ့ဝန်ထမ်းပုံဟန်ဆောင်ပြီးတော့လေလူတွေနဲ့ရောထွေးနေထိုင်ခဲ့တယ်လို့တခြားပြောပြလို့တော့မရတဲ့ခြောက်လက်မှုများစွာပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။နောက်ဆုံးမှာကြောက်တတ်တဲ့ကလေးတွေကိုယ်တိုင်ကဘာမှမရှိတဲ့လေဟာနဲ့ကြီးနဲ့စကားတွေပြောစော်ကစားတဲ့အထိဖြစ်လာခဲ့တဲ့အတွက်ဖောင်နာကိုယ်တိုင်ကြောက်လန့်ခဲ့ရပြီးကျောင်းမှာပြောင်းပြေးခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့သူမရဲ့ဖြစ်ရပ်ကို online ပေါ်မှာတင်ပြီးလူတွေအားလုံးကိုတတိထားလို့ရအောင်မျှဝေခဲ့တာဖြစ်ပါတယ်။အဆိုပါ post ကြီး line ပေါ်တက်လာတာနဲ့ကြည့်ရှုသူတွေအားလုံးကလည်းတတိထားမိသွားပြီးချက်ချင်းပဲဝိုင်း share ခဲ့ကြပါတယ်။ဒီလိုလူသိများသွားတာနဲ့များလေအဲ့ဒီနာမည်ကြီးစံတာကြီးရဲ့ကြောချမ်းစရာနောက်ကျောင်းတွေဟာဖုံးမရအောင်ပေါ်လာခဲ့ပါတယ်။အသက်50ဝန်းကျင်ရှိတဲ့အမည်မဖော်သူဦးလေးကြီးတယောက်ဆိုရင်1985ခုနှစ်လောက်ကဖြစ်မယ်။ဦးလေးကရုံးဝင်နေလို့တော့ညနေဆိုဖယ်ရီကားနဲ့တီဟန်တာဝရီလန်းကိုဖြတ်ပြန်ရတယ်။လမ်းတစ်ဖက်မှာခေါင်တလာရောင်းနေဆိုင်တွေရှိတယ်။တစ်ဖက်မှာကြံတော်တင်ကြိုင်ကြီးပေါ့။ကိုပင်ကြီးတွေနဲ့မိကိုတွေတလူလူနဲ့မို့အချောင်းနဲ့အရန်ကြံတာ2002ခုနှစ်လောက်ကအဲ့ဒီနေရာကိုပြန်ရောက်တော့ကြံတော်တင်ကြိုင်ပေါ်နာမည်ကြီးစန်တာကြီးစောက်ချလိုက်တာတွေ့ရတယ်။တင်းချိုင်းမြေပေါ်မှာဒါမျိုးကမလုပ်သင့်ပါဘူးလို့သူ့ရဲ့အတွေ့အကြုံနဲ့ထင်မြင်ချက်တွေကိုရေးသားခဲ့ပါတယ်။ဒါတွေမကသေးပဲအဆိုပါစင်တာအတွင်းမှာ6လခံရသူတွေရှို့ရှို့ပေါ်လာခဲ့ပြီးစင်ကျော်တက်ယောက်ျားလေးတူဆိုရင်အဲ့ဒီစင်တာကြီးဖွင့်ပြီးတိတ်မကြသေးဘူးကျွန်တော်သွားလေခဲ့တာဘလော့ရိုက်ဖို့အတွက်တငယ်ချင်းကောင်မလေးကိုခေါ်ပြီးကားပါကင်ထိုးတဲ့မြေအောင်ခန်းနဲ့ဆင်းသွားခဲ့တယ်။အောက်မှာမှောင်မဲကြီးအကျဲကြီးဆိုတော့ကိုယ့်အကိုလမ်းမနေရတာနဲ့ရောဘလော့ရိုက်နေရတာနဲ့ရောဘေးကတငယ်ချင်းကိုစကားမပြောဖြစ်ဘူး။အနောက်ကကက်လိုက်လာတဲ့ခြေတန်းနဲ့အသက်ရှူတန်းကိုကြတော့သူရှိရဲ့ပဲထင်လိုက်တာအချိန်လေးနဲ့ကြာတော့မှအနောက်ကအသက်ရှူတန်းကြီးကတော်တော်တမျိုးကြီးဖြစ်လာလို့လှည့်ကြည့်လိုက်တော့ဘယ်သူမှမရှိဘူးခြေကုံတုပ်ပြေးပြီးအပေါ်ပြန်တက်တော့မှတငယ်ချင်းကလိုက်မလာပဲပြန်လှည့်ပြီးဖုံသွားပြောနေခဲ့ရတယ်အဲ့ဒီနေ့ကကျွန်တော်နောက်ကခြေတန်းနဲ့ဘယ်သူလိုက်လာတာလဲဆိုတော့ဒီနေ့ထိတွေးပြီးချက်သီးထားတော့မယ်နောက်ဆိုအဲ့ဒီစင်တာဘလောက်စီးပါတွေပြောဘယ်တော့မှမတော်တော့ဘူးလို့ပြောကြားခဲ့ပါတယ်လက်ရှိမှာလည်း6လခန့်ရသူတွေများပြားနေရှိပြီးတင်းချိုင်းမြေပေါ်စောက်ထားတဲ့စင်တာပေါ်လူစိတ်ဝင်စားမှုတွေကတဟုန်ထိုးမြင့်တက်နေပါလေ။ပြည်သက်ကြီးတို့ရောဒီစင်တာကြီးမှာကြုံတွေ့ခဲ့ရတဲ့နာနာပေါဝဖြစ်ရတွေပေါ်ဘယ်လိုများထင်ကြပါသလဲနော်။ဟိဝိယံမေကိုကြောင်းလို့ Bright to be ပွဲမှာနောက်ဘော်ရီထားကိုရှောင်းလို့တော့မဖိတ်ရတော့တဲ့ဆိုပြေတဲ့စဉ်ဒီရပိုင်းလူမှုကွန်ရက်ပေါ်မှာတော့မင်းသမီးကျော်လေးစုပြည့်တဲ့စင်ရဲ့ပျော်ရွှင်စရာ Bright to be ပါတီပုံလေးတွေကအားကျစရာကောင်းလောက်အောင်ပြန့်နှံ့နေပါတယ်။ဒါပေမဲ့ဒီပုံလေးရဲ့နောက်ွယ်မှာပြည်သက်တွေသိကျင်နေတာတခုရှိပါတယ်။အဲဒါကတော့စုပြည့်တဲ့စင်ရဲ့အရင်ဆုံးတငယ်ချင်းနောက်ဘွဲ့ထားတယောက်ဒီပွဲမှာပါကြောင့်အရေးရောင်တော့မမြင်ရတာလေဆိုတာပါပဲ။ပရိသတ်တွေရဲ့ထင်ကြေးတွေကတော့စုပြည့်တဲ့စင်ကနောက်ဖွင့်ထားကို Bright to be ပွဲမဖိတ်တာဟာလွန်ခဲ့တဲ့စစ်ဆက်ပွဲကဟင်းဝရံမီရဲ့ငကားမျက်ဆောင်ကြောင့်ဖြစ်မယ်လို့ထင်ကြေးပေးနေကြပါတယ်။အားလုံးသိကြတဲ့အတိုင်းအဲ့ဒီပွဲမှာနောက်ဖွင့်ထားတယောက်ဟင်းဝရံနဲ့သူ့အမေကြောင့်နေရာမောင်းဝင်ရမိခဲ့လို့ဟင်းဝရံရဲ့အမေဖြစ်သူရဲ့မကြည့်တဲ့ကြည့်နဲ့ရှင်းဆိုင်ခဲ့ရပါတယ်။
အဲဒါကြောင့်အခု Bright to be ပွဲမှာနော်ဘွားရတာကိုမတွေ့ရတော့တဲ့အခါစိုးပြည့်သစင်တယောက်အနာဂတ်ရောက်ခမကိုကြောင်းတို့မျက်နှာလှုပ်ချင်လို့အချစ်ဆုံးတငယ်ချင်းကိုတမင်ချန်လက်ခဲ့တာလားဆိုပြီးလူတွေကပြောနေကြတာပါတချို့ကတော့ဒါဟာနားလည်မှုလွဲတာတစ်ခုဖြစ်နိုင်တယ်လို့ဆိုပါတယ်စိစက်ပွဲတုန်းကလည်းမာကြီးဆိုစွန့်မြတ်သူစားကဆွဲခေါ်လို့ဝင်းရမိတာဖြစ်ပြီးအခုပွဲကိုမလာတာကလည်းနော်ဘွားရတာသူ့ကိစ္စနဲ့သူမအားလဲလို့ဖြစ်နိုင်တာပဲလို့တစ်ဖက်ကနေတွေးပေးနေကြပြန်ပါတယ်ကဲပြိတ္တကြီးတို့ကရောဘယ်လိုထင်လဲနော်ဆိုပြည့်တဲ့စင်ကရောက်ခမလောင်းကိုကြောက်လို့တမင်မဖိတ်တာလားဒါမှမဟုတ်နော်ဘွားရတာမအားလို့မလာနိုင်တာလားကိုအမြင်လေးတွေကို comment မှာဝင်ပြောသွားကြပါအောင်ရှင်ငလင်းနဲ့ပတ်သက်ပြီးပြားများနေတဲ့ပြည်သူတွေကိုအသိဝင်အောင်စကားကြီးတစ်ခုနဲ့အပြတ်ပြောလိုက်တဲ့တတိကြီးစီတီဟာအခုရပိုင်း Facebook ကစားလို့ TikTok ဆို social media တစ်ခွင်မှာပြည့်ပြည့်စင်နေတာကတော့ငလင်းနဲ့ပတ်သက်တဲ့သတင်းတွေပါပဲဟိုရင်တခါခက်ချမ်းချမ်းငလင်းတစ်ခုလှုပ်ခတ်ပြီးကလေးကရွှေမြမာတို့ငလင်းဆိုရင်ဖင်တော်အောင်ကြောက်နေကြတာပါအင်အားပြင်းငလင်းကြီးရဲ့နောက်ဆက်တွဲငလင်းသေးစားတွေကိုဆက်လက်ပြီးကြုံတွေ့ခန်းစားနေရတာကတော့ရွှေမန်းလေးထုံးမှုမြေပါရွှေရန်ကုန်သားဂျီရိုနဲ့တွေကတော့ငလင်ကိုမိမိပျောက်ပျောက်တောင်ဖြစ်နေကြပါပြီ။ဒါပေမဲ့ခုတော့ပြောင်းပြန်ဖြစ်တော့မယ်လို့သတင်းတွေထွက်လာပါပြီ။ငလင်ကြီးကရန်ကုန်မြေထဲထိုးဝင်တော့မယ်လို့အနီရောင်နဲ့ရောင်စင်နေတတ်မှတ်ပြီးတတိပေးကအရေးကြီးဆုံးတတိထားမယ်မျိုးတွေတဲ့ရွှေရန်ကုန်ကြီးပါလာပါပြီ။အဲ့ဒီခါမှာပဲခုဆိုရင်ရန်ကုန်သားတွေလည်းကြရက်ထားပြီးလိုင်းပေါ်ကတတိပေးစာတွေဖတ်လိုက်ရှင်းလိုက်ပတိးလေပင်ချိတ်ကဆူတောင်းလိုက်နေဖြစ်နေကြတာပါအဲ့ဒီလိုဖြစ်နေကြတဲ့ကိစ္စနဲ့ပတ်သက်လို့တထေးကြီးစီတီယာကတော့စကားကြီးတစ်ခွန်းနဲ့ပြောပြီးဒဲဆော်ချလိုက်ပါပြီသူပြောတဲ့စကားရဲ့အတိတ်ပဲကတကယ့်ကိုနဲ့နေနေတာကြောင့်လူတွေကသူ့စကားကိုကြားပြီးမှအတိတ်ပဲတွေမျိုးမျိုးကောက်ကြပါတော့တယ်ဦးစိတ်တီကပြောလိုက်တဲ့အကြောင်းအရာနဲ့မျှဦးကအခုလက်ရှိငလင်နဲ့ပတ်သက်လို့ပြာများနေကြသူတွေကိုပဲရည်ရွယ်တာပါအကောင်လုံးကိုရည်ရွယ်တာတော့မဟုတ်ပါဘူးသူပြောတဲ့စကားကိုပြန်ပြောပြပါမယ်တတိကြီးစီတီယာဟာအကြမ်းမြင်အားကောင်းပြီးကျင့်ကြံအားလည်းကောင်းတဲ့ပုဂ္ဂိုလ်တူကိုငလင်เจ้าနဲ့ပတ်သက်လို့ငလင်ကိုကြိုတင်ခံမှန်းလို့ရလာလို့မေးလိုက်ပါတယ်အဲ့ဒီလိုမေးပြီးမှပဲသူကဆက်ပြောလိုက်ပါတယ်ငလင်ကိုကဘာပေါ်ကဘဲသိပ္ပံပညာရှင်ကမှခံမှန်းနိုင်ခြင်းမရှိတာကိုသူသိပါတယ်ဆိုပြီးတော့ပြောလိုက်တာပါသူကတိတိကြီးနဲ့ပဲအဲ့ဒီပုံကိုမေးလိုက်တဲ့သဘောပါပဲဒါကြောင့်မို့အမေခံလိုက်ရတဲ့ပုံကလည်းပညာသားပါပါဖုံးပြီးပြန်ဖြေပေးလိုက်ပါတယ်အဖြေကတော့ငါ့ကိုသိပ္ပံပညာရှင်လို့မင်းကထင်နေတာလားတဲ့ဆိုတော့ဒီစကားမှာတကယ်ပဲဒိဗ္ဗံနှမျိုးထွက်နေတာပါဒါတက်ပုတ်ပြီးထဲထဲဝင်ဝင်သာတွေးတတ်မယ်ဆိုရင်အတိတ်ဘက်က၃မျိုးမကထွက်နိုင်ပါသေးတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်လို့အားလုံးကအခုဆိုပွဲစုနေကြပါပြီ။ကျမတို့ Trump Media ရဲ့ပြည်သက်တွေအနေနဲ့ရောဒီစကားကိုဘယ်ရှုထောင့်ကဘယ်လိုယူဆမိလဲနော်။ Comment မှာဆွေးနွေးသွားကြပါအောင်ရှင်။ထိုင်းမှာဘီလီယံချီတဲ့အိမ်တွေပိုင်ဆိုင်ထားတဲ့မြန်မာအနုပညာရှင်လေးယောက်အခုနောက်ပိုင်းနှစ်တွေမှာဆိုရင်ကျမတို့ရဲ့အိမ်ဒီချင်းထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မြို့ဟာမြန်မာနိုင်ငံကချမ်းသာကြွယ်ဝသူတွေအတွက်အပန်းဖြေစရာနေရာတစ်ခုသာမကတော့ပဲဒုတိယအိမ်ဖြစ်ရင်းနှီးမြှုပ်နှံရာနေရာတစ်ခုဖြစ်လာတာကိုအားလုံးသတိထားမိကြမှာပါအထူးသဖြင့်ထိုင်းနိုင်ငံရဲ့စီးပွားရေးရတည်ငြိမ်မှုနိုင်ငံတကာစစ်မီကျန်းမာရေးစောင့်ရှောက်မှုနဲ့ကောင်းမွန်တဲ့ပညာရေးခွင့်လန်းတွေကြောင့်မြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းရှင်တွေသာမကပဲနာမည်ကျော်နုပညာရှင်တွေပါဘန်ကောက်မြို့မှာမြန်မာငွေဘီလီယံနဲ့ချီတန်မှုရှိတဲ့အိမ်ယာတွေကိုဝယ်ယူရင်းနှီးမြှုပ်နှံလာကြတာပါထိုင်းအခြေမြေသတင်းချက်လက်စံတာ RIC ရဲ့စီးရင်တွေရဆိုရင်မြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံမှာတိုက်ခန်းဝယ်ယူမှုအများဆုံးနိုင်ငံသားစီးရဲမှာဒုတိယနေရာထိရောက်ရှိလာခဲ့ပါတယ်တဲ့ဒီဗီဒီယိုထဲမှာတော့ထိုင်းနိုင်ငံမှာတန်းရချီတန်းတဲ့အိမ်တွေကိုပိုင်ဆိုင်ထားတဲ့နာမည်ကြီးမြန်မာအနုပညာရှင်၄ယောက်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်၄ပိုင်တကွန်ထိုင်းနိုင်ငံမှာဘီလီယံချီတန်းတဲ့အိမ်ပိုင်ဆိုင်ထားတာကပိုင်တကွန်မှာပိုင်တကွန်ဟာထိုင်းနိုင်ငံမှာကြော်ညာတွေရုပ်ရှင်ဇာတ်ကားတွေစက်တိုက်ရိုက်ကူးနေရသူဖြစ်ပြီးသူ့ရဲ့အနုပညာလှူရှားမှုအများစုကိုဘန်ကောက်မှာပဲအချိန်ကုန်ဆုံးလို့ရှိပါတယ်။ဒီလိုလုံးတဲ့ကန်နဲ့တသားလေးဖြစ်အောင်သူအနေနဲ့ဘန်ကောက်မြို့ရဲ့ထက်တန်းလွှာတွေနေထိုင်တဲ့ luxury condominium တစ်ခုမှာဇနီးဖြစ်သူနဲ့တူအခြေချနေထိုင်မှုဝယ်ယူထားတယ်လို့သိရပါတယ်။ပါရီကွန်ကိုရိုင်းကလည်းချမ်းသာကြွယ်ဝသလိုသူ့ရဲ့ဇနီးဖြစ်သူမလင်းမြဖို့ကလည်းမြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တူရဲ့သမီးဖြစ်ပြီးသူမကိုရိုင်းကလည်းအရေးချင်းရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တူဖြစ်တာကြောင့်ဒီလိုတမိုးကြီးအိမ်မျိုးပိုင်ဆိုင်ထားတာဟာမဆန်းပါဘူး။နံပါတ်3နေကြီးဦး
နေကြီးဦးနေရာမှာတော့ beauty by နေကြီးလို့လူသိများတဲ့ beauty blogger မင်းသမီးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်နေကြီးဦးပဲဖြစ်ပါတယ်။နေကြီးဦးကလက်ရှိမှာဘန်ကောက်မြို့မှာအချိန်တော်ကြာနေထိုင်နေပြီးသူမရဲ့ကိုယ်ဝန်ဆောင်ကာလကိုအေဂျင့်စွာဖျက်ဆီးနေတာကိုတွေ့ရပါတယ်။တည်င်းနေရောက်သူမဟာရင်သွေးလေးကိုဘန်ကောက်မှာမွေးဖွားပြီးထိုင်းနိုင်ငံမှာပဲရေရှည်အခြေချနေထိုင်သွားဖို့အတွက်အမေရိကန်ဒေါ်လာတန်းချီတန်မှုရှိတဲ့ကွန်ဒိုတစ်ခုကိုဝယ်ယူထားတယ်လို့သိရပါတယ်။နံပါတ်1မိုးစော်ဝိုင်းနံပါတ်2နေရာမှာတော့ Miss Universe မြန်မာ2013လာမယ်ဖြစ်တယ်လို့ဝမုံရွှေရဲ့ရောင်းမတော်ဆက်သူမိုးစော်ဝိုင်းပဲဖြစ်ပါတယ်။သူမဟာမြန်မာနိုင်ငံထံပြည်ပမှာနေထိုင်တာပုံများသူတူဖြစ်ပြီးနိုင်ငံတကာမှာပိုင်ဆိုင်မှုတွေများပြားရှိသူတူပါ။အမေရိကန်ပြင်သစ်တရုတ်နိုင်ငံတွေပြင်ထိုင်းနိုင်ငံမှာပါအင်ချမ်းမြေတွေပိုင်ဆိုင်ထားပါတယ်။ဘန်ကောက်မြို့မှာသူမပိုင်ဆိုင်ထားတဲ့ကွန်ဒိုဟာလည်းမြန်မာငွေတန်းထောင်ချီတန်မှုရှိတဲ့အထက်တန်းလွှာတွေတည်တံ့နေထိုင်ရာနေရာတစ်ခုဖြစ်ပြီးခေမီဒီဇိုင်းနဲ့တက်တောင့်တက်တာရှိမှုတို့ကိုအပြည့်အဝပေးစွမ်းနိုင်တယ်လို့ဆိုပါတယ်။နံပါတ်1ဝင်းမုံရွှေရင်နံပါတ်1နေရာမှာတော့မြမရုပ်ရှင်လောကရဲ့ထိပ်တန်းမင်းသမီးအနုပညာကြီးမြင့်ဆုံးမင်းသမီးတူဖြစ်တဲ့ဝင်းမုံရွှေပဲဖြစ်ပါတယ်။သူရဲ့အောင်မြင်မှုနဲ့ကြွယ်ဝမှုကတော့ပြည်တွင်းမှာသာမကပြည်ပနိုင်ငံတွေအထိကျေပြန့်တယ်လို့ဆိုကြပါတယ်။သူမနဲ့သူမရဲ့ခင်မုန်းဖြစ်သူတို့ဟာနိုင်ငံတကာမှာများပြားလာတဲ့ပိုင်ဆိုင်မှုတွေရှိထားပြီးအလုပ်ကိစ္စတွေအပန်းဖြေခီးတွေအတွက်ဘန်ကောက်မြို့က luxury condo တစ်ခုကိုလည်းတည်တံ့ပိုင်ဆိုင်ထားတယ်လို့နီးစပ်ရာအတိုင်းဝိုင်းကဆိုပါတယ်။အခုပြောပြခဲ့တာကတော့ထိုင်းနိုင်ငံမှာတန်ဖိုးကြီးမားတဲ့အိမ်ယာတွေကိုပိုင်ဆိုင်ထားကြတဲ့မြန်မာအနုပညာရှင်၄ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။သူတို့ရဲ့စူးစမ်းမှုနဲ့အောင်မြင်မှုတွေကတကယ့်ကိုအားကျစရာပါပဲနော်။ဒီအနုပညာရှင်တွေနဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာပြောပြသွားကြပါအောင်ရှင်။ပွဲစားရဲ့ကောင်းမှုကြောင့်အကျွေးနဲ့ထိုင်းတက်လာတဲ့မြန်မာလူသားရာနဲ့ချီပန်းခံရထိုင်းနိုင်ငံကိုအလုပ်လုပ်ဖို့အိမ်ရောက်ချင်ရောက်ပြီးတက်လာတဲ့မြန်မာလူသားရာနဲ့ချီကိုပွဲစားတယောက်ကလက်ထုတ်ပြီးတိုင်တန်းခဲ့တာကြောင့်မြန်မာလူသား132ဦးရဲပန်းခံခဲ့ရတယ်လို့သိရပါတယ်။ဒီလူသားတွေရဲ့90ရာခိုင်နှုန်းကစာဝင်နေရေးကြက်တဲမှုကြောင့်ပတ်စံများများရမယ်ဆိုရင်မျှော်လင့်ချက်နဲ့ကျေးလက်ဒေသကနေထိုင်းကိုရောက်လာကြသူတွေပါ။အသိပညာကလည်းအားနဲ့လူကလည်းနွမ်းပါတော့ထိုင်းရောက်ရင်ငွေအများကြီးရှာနိုင်မယ်ဆိုရင်မလုံးတစ်ခုတည်းနဲ့ရှိသမျှအိမ်နေချန်တွေကိုရောင်းချပြီးပွဲစားနဲ့ချိတ်ကထိုင်းကိုဝင်ဖို့ကြိုးပမ်းခဲ့ကြပါတယ်။မြန်မာနဲ့ထိုင်းကနယ်နိမိတ်ချင်းအတော်လေးနှိစက်ပြီးမိတရားမဝင်တွားရောက်ရတဲ့ကိစ္စကတော့ရှင်ခုန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ပွဲစားတူတဲ့ရဲ့စကားကိုပဲနားထောင်နေရပြီးနေရောညပါပုံအောင်နေရတဲ့မြန်မာလူသားတွေထိုင်းမှာအများပြားရှိပါတယ်။တရားဝင်မဟုတ်လေတော့လုံအားကတွေကလည်းအနှိမ်ခံရပြီးမြန်မာမှာနေတာထက်ပတ်စံပို့ရရင်တော့ပြီးမိသားစုကိုထောက်ပံ့နိုင်ရင်တော့ပြီးဆိုပြီးပေတင်နေရတဲ့လူတွေလည်းတပုံကြီးရှိပါတယ်။ပိုပြီးတဲနာစရာကောင်းတာကဒီလိုထိုင်းကိုရောက်ဖို့အတွက်လူတဦးနဲ့380ကနေ300အထိပွဲစားကိုပေးရတယ်လို့လည်းကြားသိရပါတယ်။ဒါကြောင့်မြန်မာချင်းချင်းစီကနေပတ်စံတက်ယူနေတဲ့ပွဲစားတွေဟာအမြဲတမ်းချေရှုပ်နေလေရှိကြပါတယ်။ပွဲစားလောကမှာလည်းအပြိုင်ဆိုင်များတဲ့ပြင်သူ့ခွင်ငါ့ခွင်ဆိုပြီးစားပေါက်လူတာတွေလည်းရှိတယ်လို့သိရပါတယ်။အခုဖြစ်သွားတဲ့ဖန်ဆီးမှုမှာလည်းမြန်မာလူသားရာနဲ့ချီကုန်ပွဲစားချင်းချင်းမတည်လို့ကြောက်ကြတိုင်တန်းတာလို့သိရပါတယ်။ဒီတို့တည်င်းရောက်မြန်မာလူသားတွေကိုတနာလွန်တာကြောင့်ထိုင်းရဲတွေကတော့မဖမ်းရလို့မျက်နှာလွှဲပေးထားပေမဲ့မြန်မာပွဲစားတို့ကလည်းတည်င်းတိကျနဲ့ရဲစခန်းကိုလာပြီးတိုင်တန်းတာကြောင့်မလွဲတာမရှောင်တာအေးအေးယူခဲ့ရတယ်လို့ဆိုပါတယ်။အဆိုပါဖြစ်ရပေါ်အမည်မဖော်လို့တဲ့ရဲတူကကျုပ်တို့ထိုင်းတွေကမြန်မာတွေကိုမမုန်းပါဘူး။နေဆက်ကနေဝင်လာတဲ့မြန်မာလူသားတွေမှာအတိုးနဲ့ယူထားတဲ့အကျွေးတွေတပုံကြီးရှိတယ်ဆိုတာသိတယ်။သူတို့နောက်မှာမိသားစုတွေကြံခဲ့တယ်ဆိုတာလည်းသိတယ်။မဖမ်းချင်လို့တော်တော်များများကိုမျက်နှာလွှဲလိုက်တာများပါတယ်။အခုကမြန်မာချင်းချင်းပဲတည်င်းတိကျကြီးလာပေးတာဆိုတော့မဖမ်းလို့မရဘူး။ကျုပ်တို့အလုပ်ပြုတ်သွားနိုင်မယ်လို့ပြောဆိုထားပါတယ်။လက်ရှိမှာတော့ထိုင်းနိုင်ငံဆာမွတ်ဆာခွတ်ခရိုင်မဟာချိုင်နယ်မြေလူနေတိုက်တန်းလျားတစ်ခုမှာမြန်မာလူသားပေါင်း132ဦးကိုဖမ်းဆီးထိန်းသိမ်းထားပြီးတပ်ဆိုင်ရာကရေးယူဆောင်ရွက်မှုတွေပြုလုပ်နေစေလို့သိရပါတယ်။မြန်မာနိုင်ငံကပြည်သူတွေကလည်းအဆိုပါဖမ်းဆီးခံရသူတွေထဲမှာမိမိရဲ့အဖေခင်မွန်သားအကုန်များပါမလားဆိုတဲ့စိတ်နဲ့ယူကျုံမရဖြစ်နေကြပြီးဒီလိုဝိုင်းရည်အတွက်ထိုင်းမှာဂျင်းချင်းချက်တွေရောက်နေရတဲ့ပုံကျမတို့လည်းလုံးဝမတက်တာတော့လို့အဖေကိုထိုင်းစီလွတ်လိုက်ရတာပါအဖေသွားပြီးပတ်စံပုံမှာအတိုးလဲပေးရတယ်အခုဆိုတိုးကတသိန်းကိုတစ်ဖက်လေးတောင်းဆက်နေရပြီးဘလို့မှအဆင်မပြေလို့အဖေစီကနေပတ်စံယူရပေးမယ်ဟိုမှာအပြင်လည်းမထွက်ရဘူးထမင်းတော့ကောင်းကောင်းမစားရဘူးလို့ပြောတော့အရန်တနာတယ်
ကျမတို့ဘွားတွေကရွေးချယ်စရာမရှိတော့ပါဘူး။အဖေကိုထိုက်လို့ရတာရှင်းလာပြီမေ။ဒီမှာနေရင်လည်းအလောက်ကန်ကရှာပါပြီ။ဘယ်တော့ဆွဲခေါ်ခံရမလဲစိတ်ပူနေရပါတယ်။အခုဖမ်းခံရတော့လေငါဖေပါသွားမလားဆိုပြီးရင်းနှီးမှမကောင်းဘူး။မြမချင်းချင်းမြင်းနေရလှန်ဆိုင်တဲ့ပွဲစားတွေလည်းဒီစာကိုမြင်အောင်ဖတ်ပေးကြပါ။သူများနိုင်ငံမှာမျက်နှာငယ်ငယ်နဲ့နေရတဲ့မြမလူသားချင်းချင်းလူစိမ်လေးမွေးပေးကြပါလို့မိသားစုဝင်တူကပြောဆိုရေးသားထားတာကိုတွေ့ရပါတယ်။တကယ်လေထိုင်းရောက်မြန်မာလူသားတွေရဲ့ဘဝဟာအခက်အခဲများစွာကိုကြုံနေရတာဖြစ်ပါတယ်။ပြည်သက်ကြီးတို့ရောထိုင်းနိုင်ငံရောက်နေတဲ့ဆိုရင်အဲ့ဒီမှာဘယ်လိုအခြေအနေတွေရှိလဲဆိုတော့မြန်မာပြည်သူတွေအားလုံးကိုတတိထားနိုင်အောင် comment မှာရေးခဲ့ပေးကြပါအောင်ရှင်။နာမည်ကြီးနုပညာရှင်တွေရဲ့ဝန်းရံမှုနဲ့အတူ MGI 2025တရဖူစုကြီးရယူဖို့အနည်းဆက်ဆုံးဖြစ်နေတဲ့အလှမယ် JK ဆိုဖီယာမင်္ဂလာပါပြည်သက်ကြီးတို့ရှင်အခုလက်ရှိကျင်းပနေတဲ့ Miss Grand International 2025ပြိုင်ပွဲကြီးမှာတော့မြန်မာနိုင်ငံကိုစားပြုလာမယ့် JK ဆိုဖီယာတယောက်နိုင်ငံတကာရဲ့အာရုံစိုက်မှုကိုပြေဝါရရှိပြီးတရဖူနဲ့နီးစပ်ဆုံးအလှမယ်တူအဖြစ်ရေပန်းစားလျက်ရှိနေပါတယ်အထူးသဖြင့်သူ့ရဲ့ထက်မြက်တဲ့အရေးချင်းတွေနဲ့ MGI ဥက္ကဋ္ဌမစ္စတာနဝက်ကိုတော့ပြန်လည်ခြေပနိုင်ခဲ့တဲ့အတွက်မြန်မာနိုင်ငံကနာမည်ကြီးနုပညာရှင်တွေကပါတခဲနဲ့ထောက်ခံအားပေးနေကြတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အစောပိုင်းမှာတော့ပြည်တိုင်များစုဟာ JK ဆိုဖီယာပေါ်တိတ်ပြီးမျှော်လင့်ကြမထားခဲ့ကြပါဘူး။မနစ်ကတဲဆုညရဲ့အောင်မြင်မှုစံနှုန်းတွေနဲ့ရှင်ပြီး JK ဆိုဖီယာတယောက်ဘယ်လောက်ထိလောက်ပြနိုင်မလဲဆိုတာကိုစောင့်ကြည့်ရဲ့စစ်မှာပဲရှိခဲ့ကြတာပါ။ဒါပေမဲ့ JK ဆိုဖီယာကတော့ပြိုင်ပွဲစတဲ့ဒီဝန်ကလေးကသူ့ရဲ့အရေးချင်းစစ်မှန်တွေကိုတစ်ခုပြီးတစ်ခုထုတ်ပြရင်အလုံးရဲ့အမြင်တွေကိုပြောင်းလဲစေခဲ့ပါတယ်။သူမဟာအလှမယ်တရားမှာရှိတဲ့ရှိထိုက်တဲ့အရာမှာအလှပနဲ့ပြည့်စုံရုံသားမကအမှုပညာရေးချင်းတွေပါပြည့်စုံသူတရားပါတချင်းဆိုကောင်းနဲ့အကကောင်းနဲ့တချင်းမရေးနိုင်တဲ့သူ့ရဲ့ talent ကို MGI talent ပြိုင်ပွဲမှာအကောင်းဆုံးထုတ်ဖော်ပြသခဲ့တဲ့အတွက်နိုင်ငံတကာ beauty pageant page တွေရဲ့ချီးကျူးမှုကိုအပြည့်အဝရရှိခဲ့ပါတယ်ဒါအပြင်အင်္ဂလိပ်တရုတ်ထိုင်းဘာသာစကားမျိုးစုံကိုကျွမ်းကျင်စွာပြောဆိုနိုင်မှုကလည်းသူ့ရဲ့ close door interview မှာအားသာချက်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒီမှာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုပါထည့်သွင်းပြောကြားသွားခဲ့တာကြောင့်သူ့ရဲ့ရင့်ကျက်မှုနဲ့သိဉာဏ်ပညာဘုဒ္ဓတာကျော်အားမှုကိုမြင်တွေ့ခဲ့ရပါတယ်။အခုနောက်ဆုံး preliminary round မှာတော့ JK ဆိုဖီယာဟာသူ့ရဲ့ catwalk skill တွေနဲ့ပြည်သက်ကိုဖန်ဆားနိုင်ခဲ့တယ်လို့ MGI ဥက္ကဋ္ဌမစ္စတာနဝက်ရဲ့စကားကိုပါပညာသားပပပြန်လည်ချိပခဲ့တဲ့အတွက်အားလုံးကသူ့ကိုပို့ပြီးသဘောကျသွားခဲ့ကြပါတယ်။မစ္စတာနဝက်ကအလှမယ်တရားမှာ body beauty brain ဆိုတဲ့ပြီးသုံးလုံးနဲ့ပြည့်စုံရမယ်လို့ပြောကြားခဲ့ရမှာ JK ဆိုဖီယာကသူမအဲ့ဒီရေးချင်းတွေပြင် business strategy ဆိုတဲ့ပြီးတစ်လုံးမှာပို့ရှိကြောင်းဒါကြောင့်သူကMGI ဝန်ထမ်းဖြစ်ရွေးချယ်ခဲ့မယ်ဆိုရင်အဖွဲ့အစည်းအတွက်ကြိုးရှိစေမယ်ပြီးလေးလုံးနဲ့ပြည့်စုံတဲ့အလှမယ်တရားကိုပိုင်ဆိုင်ရမှာဖြစ်ပြီးဘယ်တော့မှနောက်တက်ရစီမှာမဟုတ်ကြောင်းယုံကြည်ချက်ရှိရှိခက်ပြက်ပြက်ပြောကြားခဲ့တာဖြစ်ပါတယ်ဒီစကားတစ်ခွန်းကြောင့်ပဲသူ့ရဲ့အိုင်ကျူနဲ့အီကျူဘလောက်မြင်မာလဲဆိုတာကိုသက်သေပြနိုင်ခဲ့ပါတယ်။ဒီလိုထူးချွန်ထက်မြက်တဲ့အရေးချင်းတွေကြောင့် JK ဆိုဖီယာဟာမြန်မာပြည်သက်တွေရဲ့အားပေးမှုကိုသာမကနာမည်ကြီးနုပညာရှင်တွေရဲ့ဝန်းရံမှုကိုပါရရှိနေတာဖြစ်ပါတယ်။နန်းဆန္ဒလာထွန်းအားဆိုရင်နိုင်ငံကုံဆောင်လှမယ်တယောက်ရဲ့အရေးချင်းဆိုတာဒါမျိုးလို့ချီးကျူးခဲ့ပါတယ်။ချူလေးကလည်း JK ဆိုဖီယာရဲ့ခက်ချီချီပုံစံလေးကိုသဘောကျလိုက်တာကွယ်ဆိုပြီးသူ့ရဲ့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။စီနီယာလှမယ်ဒီဆိုရင်တော်လိုက်တာဆိုပြီး JK ဆိုဖီယာရဲ့အရေးချင်းကိုအတိအမှတ်ပြုခဲ့ပါတယ်။စီနီယာလှမယ်ချယ်ရီမုတ်ကလည်း JK ဆိုဖီယာမှာအလှမယ်တယောက်ရဲ့အရေးချင်းနဲ့ပြည့်စုံနေပါတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ကချင်လူမျိုးဝိုင်းရက်ဆိုတော့ LSI စီကလည်း JK ဆိုဖီယာကိုအားပေးနေတဲ့အမှုပညာရှင်တွေကတူဖြစ်ပါတယ်။ဒီလိုနုပညာရှင်တွေရဲ့ဝန်းရံမှုတွေက JK ဆိုဖီယာအတွက်ခွန်အားတွေဖြစ်စေတယ်လို့ပြိုင်ပွဲမှာအနိုင်ရဖို့အတွက်မျှော်လင့်ချက်တွေကိုပို့